ကဲဒီနေ့အလှကတော့ထိုင်းနိုင်ငံမဲတောင်ပိုင်းကဦးမိုးစိတ်တော်အောင်မာတို့ရဲ့အလှဖြစ်ပါတယ်ဒီအလှဆိုလဲဒါအိမ်မှာလောက်တဲ့အလှပါကျွန်တော်တို့ဒီနာတဝိုက်မှာပေါ့နော်ဒါကြီးကျယ်ကျယ်လှတယ်လို့ပဲပြောရမှာကဲအရှိဆုံးကနေပြီးတော့တပိတ်လွယ်အေးခရ၈ပါးကိုပိုက်လာတော့အလှရှင်စနီးမောင်နှံဖြစ်ပါတယ်ဒါကတော့မဲတောင်ပိုင်းကပြိုတော်ဖွဲ့ရှင်လောင်းလက်လိုက်လာတာဖြစ်ပါတယ်လာတဲ့လူလည်းတော်တော်များသလိုတော်တော်လေးလည်းစီပါတယ်ရှင်ရဟန်းတော့အပအကုန်လုံးစုစုပေါင်း20ကျော်30နီးပါးပါနော်ဒီလူကတော့ဒီနားတော့မှာကျွန်တော်တို့အစီကားသောလူဖြစ်ပါတယ်ဘာပဲပြောကျွန်တော်တို့ရွှေပြောင်းလုပ်သမားတွေပေါ့နော်ထိုင်းနိုင်ငံရောက်ပတ်စံရှိတော့မှဒီလိုကြီးကျယ်မလှူဖြစ်ဘူးပေါ့နော်ဒီလိုကြီးကျယ်လှူတဲ့လူရှိတော့မှနောက်ဆုံးကျောင်းနေဖုံးကျောင်းနေမှာတွားလောက်တာဖြစ်ပါတယ်ကဲညားလိုက်တဲ့အပြိုတော်တွေမကုန်နိုင်တော့ဘူးเนาะကဲဒီမှာကနေတာကတော့လူတကာကြီးဥမိုးစိတ်နဲ့လူတကာမကြီးတော်မာတို့နော်ပျော်ရွှင်စွာကခုန်နေတာပါကဲဒါကတော့ကျွန်တော်တို့ရှင်လောင်းလှည့်ပြီးလို့မနက်ထဲကိုပြန်ရောက်ပါပြီဒါအကုန်လုံးလာတဲ့ဧည့်သည်တွေရောရှင်လောင်းတွေရောဥစဉ်တွေအကုန်လုံးဟိုထမင်းကျွေးမွေးပြီးအခမ်းနေတဲ့ပုံရိပ်တချို့ပါအားလုံးနဲ့စုံလည်းနဲ့ကျွေးတာမွေးတာလေးလဲကောင်းတယ်ခင်ဗျကဲဒီမှာဆိုလဲအလှရှင်ဦးမိုးစိတ်ဒန်စာအကကိုပိုင်နိုင်စွာသူကနေတာပါအလှရှင်အလှမိုင်းများကပတ်စံနေကျဲနေပါပြီလို့ရွှေမိုးငွေမိုးရွာနေပါပြီကျွန်တော်ကတော့တပတ်မှမရလိုက်ပါဘူးကုတ်ကောက်တာနဲ့မိန်းကလေးဖွဲ့ဝိုင်းနေမယ်ဆိုတာသိလို့ကောက်ရဲပါဘူးပတ်စံဒါတော့အလှရှင်မိသားစုအမှတ်တရတပ်ပုံနဲ့ရိုက်နေတာပါအခုဆိုရင်မှကျွန်တော်တို့ရွှေတဲ့ကျောင်းတိုက်ကိုပူရင်နေဥစဉ်နေစံချဖို့ပတ်ပို့ပါပြီဒါတော့ရွှေတဲ့ကျောင်းထဲမှာပါဒီမနက်ကတော့73ရက်နေ့မနက်ပါ73ရက်နေ့မနက်မှာကျွန်တော်တို့လူမင်္ဂလာရေစက်ချတရားတော်နာနဲ့ဒီအိမ်မှာဘုံညာနေဆုံးကပ်ပြီးတော့တင်သင်းလောင်းမှာဖြစ်ပါတယ်ဒါတော့မနက်ပိုင်းအခမ်းကျွေးမွေးနေတဲ့ဘုံကြီးတချို့ဘုံကြီးရောကြွလာပါပြီကဲလူမင်္ဂလာရည်သားချတရားတော်နာဖို့ဓမ္မမိတ်ဆွေပေါင်းတို့လည်းအသင်သင့်ဖြစ်နေပါပြီကဲဒီမှာတော့ဖုံတို့စုံဖုံပေးဖို့အတွက်ချိုးပွဲချင်းပွဲစုံပွဲများပြင်ဆင်နေတာပါကဲရွှေတဲ့ကျောင်းဆရာတော်ဖျားကြီးနဲ့ဦးစန်းကိုရင်အစ်စ်တွေပါက
ဧတံပတိတိတေယံဗျမမေတ္တဝိဟာရ ကျွန်တော်တို့တရားနာရည်သက်ချပြီးမှပဲ ဧဇာနောပဂမ ဘုန်းကြီးနေဆုံးကပ်မှာဖြစ်ပါတယ်အလှအိမ်မှာတော့ဘုန်းကြီးနေရဟတန်ဃာတွေဆုံးကပ်ပါတော့တစ်ဖက်ကအလှမန်းတပ်ထဲမှာကျွန်တော်တို့လူပြေးသက်လာတဲ့ဧည့်သည်တွေကိုကျွေးမွေးအခမ်းနေတာပါကဲဘုန်းကြီးနေလဲသွန်သားပြီလို့တိမ်သင်းလောင်းပါပြီအိမ်မှာပဲအချိန်အားဖြင့်17နာရီ12နာရီနည်းနည်းတော့ရှိပါပြီကျွန်တော်တိမ်သင်းလောင်းတဲ့ဖွဲ့တွေတော်တော်လေးလဲများပါတယ်အလှဝယ်ပစ္စည်းလဲစုံပါတယ်ကဲတိမ်သင်းလောင်းပြီးရတဲ့ဘုန်းကြီးတွေကိုရင်တွေကိုအားလုံးပေါ့နော်ဟိုကျွန်တော်တို့ဘုံကြောင်တော့ပြန်ပို့တော့မှာဖြစ်ပါတယ်အလှရှင်လှမများတို့လဲနောက်နှစ်တိုင်းဒီထက်မကလှနိုင်တန်းနိုင်တဲ့ပုံကူများဖြစ်ကြပါသည်